မင်္ဂလာပါမိဘတို့ရေဒီနေ့ခေတ်မှာ online class တွေကမှုလို့ပေါ်များလာတော့သားသမီးအတွက်သင်တန်းတစ်ခုရွေးရတာခေါင်းခဲစရာဖြစ်နေပြီးတော့များသောအားဖြင့်မိဘတွေအဓိကကြည့်တာပါလေဒီဆရာကဘာပွဲရထားတာလဲဘယ်လောက်တောင် degree တွေများနေလဲဆိုတဲ့ qualifications တွေကိုပဲအရင်ဆုံးကြည့်မိကြတယ်မဟုတ်လားဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲပြောရရင်ဒါဟာကျွန်တော်တို့မိဘတွေအများဆုံးမှားယွင်းနေတဲ့အချက်တစ်ခုပါပဲဘာလို့အဲ့ဒါကအမှားတစ်ခုဖြစ်နေရတာလဲတကယ်တော့စာတက်တာနဲ့စာတင်တက်တာဟာလုံးဝတခြားစီပါဘွဲဆိုတာဘ ഹു တုတရဲ့အတိုင်းတာပဲရှိတာပါဆရာတယောက်ကဘွဲတွေအများကြီးရထားလို့သူကိုယ်တိုင်စာတော့ခြင်းတော့မယ်ဒါပေမဲ့ကလေးတယောက်ရဲ့စိတ်ကိုနားလည်ပြီးအဲ့ဒီပညာရက်ကိုကလေးကောင်းလေးရောက်အောင်ပို့ပေးနိုင်စွမ်း teaching skill ရှိမရှိဆိုတာကိုတော့ဘွဲလက်မှတ်တွေကအာမခံနိုင်ပါဘူး online ဆိုတာ bicycle နဲ့မတူဘူးအပြင်မှာစာတင်တာထက် online ကနေစာတင်တာကပိုခက်ပါတယ်ကလေးရဲ့စိတ်ဝင်စားမှုကို screen တစ်ခုကြားကနေဆွဲထားနိုင်မှုဆိုတာနည်းပညာကျွမ်းကျင်မှုတီထွင်ဖန်တီးနိုင်မှုနဲ့စိတ်ရှည်မှုတွေကဘွဲထက်ပိုအရေးကြီးပါတယ် relationship ကအဓိကအထူးသဖြင့်ကလေးငယ်တွေအတွက်ကဆရာနဲ့ကလေးကြားမှာ bonding ရင်းနှီးမှုရှိဖို့လိုပါတယ်ဆရာကဘလောက်ပဲပညာရှင်ကြီးဖြစ်နေပါစေကလေးကသူ့ကိုကြောက်နေရရင်ဒါမှမဟုတ်သူ့စကားကိုနားမလည်ရင်အဲ့ဒီတင်တန်းကအလကားပါပဲဒါဆိုဘာကိုကြည့်ပြီးရွေးမလဲဘွဲလက်မှတ်တွေကိုပဲကြည့်မဲ့စာဒီအချက်လေးတွေကိုအလေးထားကြည့်ပေးပါ teaching style ဆရာကကလေးကိုပြောအောင်သင်ပေးနိုင်လား feedback တခြားတက်ဖူးတဲ့ကျောင်းသားတွေမိဘတွေရဲ့တကယ်လက်တွေ့မှတ်ချက်တွေကဘယ်လိုရှိလဲ interaction သင်ခန်းစာထဲမှာကလေးကိုဘယ်လောက်အထိပါဝင်လှုပ်ရှားခွင့်ပေးတယ်လဲမိဘတို့ရေကလေးတွေရဲ့အနာဂတ်အတွက်ပတ်စံတဲ့အချိန်ကိုရင်းနှီးပေးရတာဖြစ်တဲ့အတွက်နာမည်ကြီးပွဲလက်မှတ်တွေနောက်မှာပဲမျက်စိမိတ်မလိုက်ပဲသားသမီးနဲ့တကယ်ကိုက်ညီမဲ့ကလေးရဲ့အရေးချင်းကိုတကယ်ဖော်ထုတ်ပေးနိုင်မဲ့ဆရာကောင်းကိုသာရွေးချယ်တတ်ကြပါစေလို့အကြံပြုချင်ပါတယ်ဒီအမြင်လေးနဲ့ပတ်သက်ပြီးမိဘတို့ရောဘယ်လိုထင်ကြလဲcomment မှာဆွေးနွေးသွားကြပါဦးနော်